ကိုချမ်းရဲ့ကိုမရလုံးမရကြနေပါလို့ကိုချမ်းဥစွာကတော့နှခုစတာပါဗျာနော်ကိုချမ်းရဲ့ဗီဒီယိုလေးမစတင်ခင်ကိုချမ်းရဲ့YouTube channel လေးကို subscribe မလုပ်ကြသေးကိုရဲ့ subscribe လုပ်ပါပေးလိုက်လက်မလေးနှိပ်ပြီးခေါင်းလုံးလေးနှိပ်သွားပါဗျာနော်ခေါင်းလုံးမြင်ရမယ်လို့ထင်ပါဗျာနော်10ရက်6/2015နေကုန်ထိပ်စီနေကုန်ပတ်တိလေးဖြစ်ပါလေဗျာနော်ထိပ်စီဒီ4-9နဲ့ထိပ်စီမနက်ည2ချိန်ချိန်ဆင်းပါမယ်ပတ်တိဒီ9-3ပတ်တိပါဗျာနော်မနက်ည2ချိန်ချိန်ဆင်းပါမယ်မယောကနန်ကတော့94599525ဒူမင်းက3439399339နှစ်ခါဖြစ်နေပါဗျာနော်နှစ်ခါဖြစ်နေတဲ့ကိုချမ်းသာတစ်ခွက်ပြင်ပေးပါဗျာနော်တစ်ခွက်လေးပြင်ပေးပါမယ်39နှစ်ခါဖြစ်နေတဲ့ကိုတစ်ခွက်ပြင်ပေးပါဗျာနော်39ဆိုတဲ့ခဏလေးထည့်လိုက်ပါဗျာနော်39ခဏထည့်ပါဗျာနော်နံပါတ်10ရက်6/2015နေကုန်ထိပ်စီနေကုန်ပတ်တိဖြစ်ပါနေကုန်ထိပ်စီဒီ4-9နဲ့ထိပ်စီနေကုန်ပတ်တိဒီ9-3ပတ်တိထင်ထွားမှာကနန်း9459952540909020 90 90 ဒါဒီကိုချမ်းရဲ့အကြိုက်ဆုံးကနန်းလေးဖြစ်ပါတယ်ဗျာနော်ဒါကနေကုန်ထိပ်စီလိုက်တဲ့ဆိုကိုအမရထိပ်စီ4-9ထိပ်စီကိုလိုက်ပါပတ်တိလိုက်တဲ့ကိုမရ9-3ပတ်တိကိုလိုက်ပါ9459952560ဒါတင်ခွက်တွေပါဗျာနော်တင်ခွက်ကစားမယ်ဆိုကိုပါရတင်ခွက်ကစားပါဒါက343993233993ဒုတင်ခွက်ပါဗျာနော်ဒုမိန်းပါဗျာနော်ဒါကစားနေတဲ့ကိုပါရချက်နေဆိုကစားပါဗျာနော်တခွက်ကောင်းလေးရတော့ကိုချမ်းရဲ့တခွက်ကောင်းလေးရတော့ Viber channel နဲ့ Telegram channel မှာကိုချမ်းအခမဲ့တင်ပေးထားပါဗျာနော် Viber channel ရတော့Viber channel ဝင်နေတဲ့ကိုမရ3992568613ကိုဆက်သွယ်ပြီးတော့ Viber channel လာဝင်လို့ရပါတယ်ဗျာနော်အခမဲ့ပါဗျာနော်အခမဲ့ပါဗျာနော်ဒီမှာ Telegram ကတော့ကိုချမ်းရဲ့ကိုချမ်း6131ဆိုပြီးတော့အရှိရာဒီလို A လေးခံပြီးရိုက်ရှာလိုက်ပါဗျာနော်ကိုချမ်းရဲ့ channel ကို Telegram software ထဲမှာတွေ့ပါလိမ့်မယ်ဗျာနော်အကိုမရေးဝင်ရင်ဆိုတော့ကိုမရဝင်လာကြပါနော် free channel လေးပါဗျာနော်ဟုတ်ပါ A ကိုချမ်း6131ဆိုပြီးရိုက်ရှာလိုက်ပါဗျာနော်6131ကို K ကအသေးနေပါဗျာနော်ဒါအသေးစလုံးလေးပါဗျာနော် KOCHAN ချမ်းဒါကနန်းအသေးလေးပါဗျာနော်6131ဆိုပြီးရောရိုက်ရှာကြပါနော်ရှေ့ကဒီ A လေးခံပြီးပါဗျာနော်ကိုချမ်း channel ကိုတွေ့ပါလိမ့်မယ်အဲဒီမှာကိုချမ်းတစ်ခွက်ကောင်းတင်ပေးထားပါတယ်ဗျာနော်အဲ့ဒါဝင်ရောက်လေ့လာလို့ရပါတယ်ဗျာနော်ကိုမတွေတပတ်စာကတ်တွေကတော့ပွဲပြီးသွားပါဗျာနော်6ပတ်တီအောင်သွားပါပြီဗျာနော်မပြောက်ပတ်တီ6 5ပရိတ်4တစ်အောင်သွားပါပြီဝေကနန်း6ခွန်အောင်သွားပါပြီဘာတွေကြံလဲဆိုရင်ခွန်385ခွေ4လုံးခွေနဲ့3ပတ်တီကြံပါတယ်ဗျာနော်3လုံးခွေကတော့890ပါဗျာနော်ဒီမှာအင်္ဂါမကျော်ပတ်တီပေါက်ပေးကတ်ကတော့ခွန်ပတ်တီထွက်သွားပါပြီဗျာနော်ဒါပေါက်ပေးကတ်ကတော့ဒါတော့အောင်သွားပါပြီဗျာနော်ဒါလည်းအောင်သွားပါပြီကြံရှိနေရတော့ break တစ်လုံးနဲ့ပေါက် break တစ်လုံးနဲ့တပတ်စာအပိုင်းမွေးလေးကွက်ပဲကြံရပါဗျာနော် break ဇာတို break တစ်လုံးနဲ့မွေးလေးကွက်ပဲကြံပါဗျာနော်အဲ့ဒါလေးလူချင်းဆိုကိုမတွေက Viber number 3992566333ကိုဆက်သွယ်ပြီးတော့ပေါက်ပေးလာလို့ရပါပြီနော်တပတ်စာဇာတိုကတ်တွေပါဗျာနော်ပေါက်ပေးလာလို့ရပါတယ် Viber number က3992566333ပါဗျာနော် break အတွက်90%အာမခံပေးထားပါတယ်မွေးလေးကွက်တဲ့90%အာမခံပေးထားပါတယ်ပေါက်ပေးရ3000ကျပ်ပဲဖြစ်ပါဗျာနော် Telegram channel လေးကတော့ A ကိုချမ်း1-3ဆိုပြီးရိုက်ရှာလိုက်ပါကိုချမ်းကိုတွေ့ပါလိမ့်မယ်ဗျာနော်ကိုချမ်းအဲ့ဒါလာပြောပြတာပါဗျာနော်ဒါကတော့နေကုန်ထိပ်စီနေကုန်ပတ်တိပါဗျာထက်စီကြိုက်တဲ့ကောင်မရ4ခုနဲ့ထက်စီကိုလိုက်ပါပတ်တိကြိုက်တဲ့ကောင်မရ9-3ပတ်တိကိုလိုက်ပါ9459925655မင်းရော34399392393030ဒူမင်းပါဗျာနော်စေတနာကောင်းရကံကောင်းပါလေဗျာနော်တကွက်ကောင်းလေးတော့အခမဲ့ဘိုက်ပါ3992566333ဆိုတဲ့ကဏ္ဍViber number လေးရှာပြီးကိုချမ်းကို channel လေးလာတောင်းလို့ရပါဗျာနော် channel လေးပို့ပြပါဗျာနော်ဒါက free တကွက်ကောင်းတော့ free တင်ပေးတာပါဗျာနော်ညနေရ4တစ်တကွက်ကောင်းလေး free အကုန်ရကြပါဗျာနော် channel မှာဗျာနော်ဒါ Telegram မှာဝင်နေလို့ဆိုကိုမရ Telegram channel လေးကတော့ကိုချမ်းစလုံးသေးလေးနဲ့စကလုံးသေးလေးနဲ့နော်စလုံးသေးလေးနဲ့ကိုချမ်း6133ဆိုရိုက်ချလိုက်ပါဗျာနော်ကိုချမ်းကိုတွေ့ပါလိမ့်မယ်ဗျာနော်ကဲမင်္ဂလာကြလေးပါမနက်ဖြန်လဲအားလုံးပဲကိုမတွေပေါက်ကြပါစေဗျာနော်စေစံကောင်းပါတယ်ဗျာနော်YouTube channel လေးကို subscribe မလုပ်ပါသေးကိုမရ subscribe လုပ်ပါပြီခေါင်းလောင်းလေးနှိပ်ပြီးလိုက်လက်မလေးဝိုင်းနှိပ်သွားပြီပါဗျာနော်မနက်ဖြန်ညပြန်ဆောင်ကြမယ်